လက်ထပ်ဖို့အရွယ်ရောက်နေပေမဲ့တရချက်ကြောင့်လက်ထပ်ဖို့တွေ့ဝင်နေတဲ့မင်းသားမောင်မောင်ကအခုဆိုရင်အသက်29နှစ်အရွယ်ကိုရောက်ရှိလာခဲ့ပြီဖြစ်ပြီးဒါရိုက်တာအလုံးမှလည်းအောင်မြင်နေပါပြီအရွယ်ရောက်လာတဲ့သားဖြစ်သူကိုအိမ်ထောင်ချပေးခြင်းနဲ့ဒါရိုက်တာကြီးစင်ရောမောင်ကသားဖြစ်သူမင်းသားမောင်ကိုအိမ်ထောင်ပြုဖို့အမြဲတိုက်တွန်းလေးရှိပါတယ်။ဖခင်ကဘလောက်ပဲတိုက်တွန်းနေပါစေမင်းသားမောင်ကတော့အိမ်ထောင်ပြုဖို့ကိစ္စကိုအလွယ်တကူဆုံးဖြတ်လို့မရလောက်အောင်မဝင်မရဲဖြစ်နေရတဲ့အကြောင်းရင်းရှိပါတယ်။မင်းသားမောင်ရဲ့မိဘနှစ်ပါးကလမ်းခွဲခဲ့ကြတာကြာမြင့်ခဲ့ပြီဖြစ်ပြီးအိမ်ထောင်ခွဲမိသားစုကနေဆင်းသက်လာရတဲ့အတွက်မိသားစုဆိုတဲ့အတိတ်တွေကိုအခြားလူတွေထက်ပိုပြီးတော့ခံစားနားလည်ထားပါတယ်။မိဘနှစ်ပါးရဲ့ကွဲကွာခြင်းကြားမှာကြီးပြင်းခဲ့ရတဲ့သားသမီးဖြစ်လို့မိသားစုပြိုကွဲသွားတဲ့အခါခံစားရတဲ့အနာကျင်မှုလက်ဟာမှုတွေကိုအသိဆုံးဖြစ်ပါတယ်။မိဘတွေကအောင်မြင်ကြတဲ့အမှုပညာရှင်ကြီးတွေဖြစ်ပေမဲ့မိသားစုပြဿနာတွေကြောင့်အပြေအဝမပြောနိုင်ခဲ့ပါဘူး။ဒါကြောင့်သူကိုယ်တိုင်အိမ်ထောင်တစ်ခုတည်ထောင်တော့မယ်ဆိုရင်ဘယ်တော့မှမပြိုကွဲမဲ့မိသားစုဖြစ်အောင်အချိန်ယူတည်ဆောက်ချင်တာပါ။မင်းသားမောင်ကသူ့မိသားစုအတွက်မိဘတွေလုပ်ခဲ့တဲ့အမားလို့မဖြစ်အောင်စူးစမ်းမှလို့ဆိုထားပါတယ်။မိဘတွေရဲ့အိမ်ထောင်ရေးမှာလိုအပ်ချက်တွေအမှားအယွင်းတွေရှိခဲ့လို့သာလမ်းခွဲခဲ့ကြရတာကိုနားလည်ပေးနိုင်ပြီးတော့သူကိုယ်တိုင်ကတော့နောက်ထပ်အိမ်အောင်ကွဲမိသားစုတစ်ခုထပ်မံမပေါ်လာစေဖို့အဆက်ဆက်ရတတိထားပြီးမှသာဘဝလက်တွဲပေါ်ကိုရေးချသွားမှာပါဖခင်ကအိမ်ထောင်ပြုဖို့ဘလောက်ပဲတိုက်တွန်းနေပါစေသူ့ဘက်ကတော့မိဘတွေကိုကြည့်ပြီးလက်ထပ်ဖို့တောင်းတဝေနေပါတယ်မိဘတွေရဲ့အမားတွေကသားသမီးတွေကိုတိုက်ရောက်မှုရှိစေလားဆိုတော့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်